အရှင်မင်းကြီးဟာရွေဝမ်မင်းသားလက်ထဲမှာပွေဖက်ခံထားရတဲ့လူချမ်းအားကိုကြည့်ပြီးဒေါသတွေထွက်နေပါတော့တယ်။နေဆက်ခေါ်ပြန်လာနဲ့ငါ့ကိုလာမတွေ့ပဲငါမိဖွေအားကိုဖတ်ထားရသလားဆိုပြီးမင်းသားကိုဖြစ်တင်ပြောဆိုပါတယ်။ဒီအချိန်မှာရွေဝမ်မင်းသားကလည်းမလျှော့ပါဘူး။ဒီမိန်းမကခမည်းတော်ရဲ့မိဖွေအားဟောင်းလေးခမည်းတော်နတ်ရွာစန္ဒာနဲ့အကိုတော်ကချက်ချင်းသိမ့်ပိုက်လိုက်တာကမှရိုင်းဆိုင်တာမဟုတ်ဘူးလားဆိုပြီးပြန်လဲခြေပလိုက်ပါရဲ့။အခြေအနေတွေပိုဆိုးမလာခင်လူချမ်းအားကဝင်ရောက်သားမြင်လိုက်ရပါရဲ့။နောက်ဆုံးမှာတော့ဝင်းမင်းကြီးကလူချမ်းအားကိုအသာရချပေးပြီးနောက်ကျသွားတဲ့အတွက်တောင်းပန်ခဲ့ပေမယ့်လူချမ်းအားကတော့သူရောက်လာတာနဲ့တင်လုံလောက်ပြီးလို့ဖြေသိရှာပါရဲ့အရှင်မင်းကြီးရောက်နေပြီဆိုတော့လူချမ်းအားတယောက်အားရှိသွားပြီးရှီးခွေသေးကိုပြန်လဲတုံ့ပြန်ပါတော့တယ်အာနာကိုတုံးပြီးသူ့ကိုနှိပ်စက်ခဲ့တဲ့ရှီးခွေသေးကိုသူ့ရှေ့မှာဒူးတောင်တောင်းပန်ဖို့ရဲရဲတိမ်တိမ်ပဲအမိန့်ပေးလိုက်ပါတယ်ပြီးတော့အရှင်မင်းကြီးကိုသူ့ရဲ့အနဲ့ထိုးခံထားရတဲ့လက်ချောင်းတွေနဲ့တေလူနီးပါးဖြစ်နေတဲ့ရင်တန်းရဲ့အခြေအနေကိုပြသပြီးတိုင်တော့ပါတယ်ရှီးခွေဖေးကလူချမ်းအားစတင်စော်ကားလိုပါလို့ညင်းပေးမဲ့လူချမ်းအားကတော့ကိုနှိပ်စက်ခံရအောင်ဘယ်သူကဖိတ်ခေါ်မှလဲဆိုပြီးပြန်ပြောပါတယ်မေတော်ကြီးကတော့ဒီကိစ္စကိုနန်းတွင်းသူလေးကြားကတာမန်မနာလိုဝင်တိုးမှုလေးတစ်ခုပါဆိုပြီးခေါင်းစဉ်တက်လိုက်ပါတယ်။ဒါကြောင့်မင်းကြီးကိုပဲလူကျန်းအားနဲ့အစေခံမလေးကိုခေါ်ထုတ်သွားခိုင်းပြီးဒီပြဿနာကိုဒီမှာတင်အဆုံးသတ်ဖို့ပြောလိုက်ပါတယ်။လူကျန်တာကရင်တန်းကိုအတွဲထုတ်လိုက်ခြင်းမှာတော့ရင်တန်းရဲ့ကြောပြန်မှာခံထားရတဲ့အတန်ရတွေကိုမြင်လိုက်ရတဲ့အခါမှာတော့သူမရဲ့ဒေါသကထိမ့်မနိုင်တိတ်မရချစ်သွားပြီးရှီခွေဖေးကိုအားရပါရကိုက်ပစ်လိုက်ပြီးနာကျင်အောင်လုပ်လိုက်ပါတယ်။မေတော်ကြီးကလူခေါ်ဖို့ပြောလိုက်တဲ့အခါလူချန်တာကမေတော်ကြီးပြောသလိုပဲဒါကမိမချင်းမနာလို့ချစ်တဲ့ကိစ္စသက်သက်ပဲရိုက်ဆိုင်တယ်လို့မခေါ်နိုင်ဘူးမလားဆိုပြီးခနဲ့တက်ပြောဆိုပြီးရင်တန်းကိုခေါ်ဆောင်သွားပါတယ်မင်းကြီးနဲ့နှစ်ယောက်တည်းရှိနေတဲ့အချိန်မှာလူချမ်းအားကမင်းကြီးကိုရှီးခွေဖေးရဲ့လူချမ်းမှုအကြောင်းရှင်းပြပါ၏မင်းကြီးဆက်စခန်းသွားမယ်ဆိုတာကြိုသိညီလို့အခွင့်ကောင်းယူပြီးလူချမ်းတာဖြစ်ကြောင်းဒါဟာမင်းကြီးရဲ့အဖြစ်မဟုတ်ပဲသူမကိုယ်တိုင်အာဏာမရှိဩဇာမရှိလို့သာခံရတာဖြစ်ကြောင်းဝမ်းနဲ့စွာရင်ဖွင့်ပါတယ်။မင်းကြီးကဘာလို့ပေးရမလဲလို့မေးတော့လူချမ်းအားကကျမကန်အရိုင်းညံ့နေလို့ဖျားတဆူလောက်ပင့်ပေးပါလားလို့အကူအညီတောင်းပါတယ်။မင်းသားကလည်းကန်တရားကိုယုံကြည်ဖို့အားပေးရင်ခြံဝါးကျောင်းတော်မှာတွားရောက်ဆူတောင်းဖို့အကြံပြုလိုက်ပါတယ်။လူချမ်းအားကလည်းမနှက်ဖြန်ပဲသွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ဖက်မှာတော့ရှီးခွေဖေးဟာအရှင်မင်းကြီးရှေ့မှာလူချမ်းအားကသူ့ကိုရိုက်နှက်ခဲ့တယ်ဆိုပြီးမဟုတ်မမှန်တိုင်တော်နေပြန်ပါတယ်။အရှင်မင်းကြီးကတော့ရှီးခွေဖေးရဲ့စိတ်ဖြော့ညံ့မှုကြောင့်သာလူချမ်းအားကိုမရှင်နိုင်တာဖြစ်ကြောင်းသူကဘယ်တုန်းကမှလူချမ်းအားကိုကာကွယ်မပေးခဲ့ကြောင်းညင်းဆိုပါတယ်။နောက်ဆုံးမှာတော့အရှင်မင်းကြီးကမနှက်ဖြန်သူခြံဝါးကျောင်းတော်ကိုသွားလိမ့်မယ်။သူ့ကိုတန်ပတ်ခါနေမင်းကြီးကိုမမြင်စေချင်တော့ဘူးဆိုပြီးရက်ဆက်တဲ့အမိန့်တစ်ခုပေးလိုက်ပါတယ်။ဒါဟာလူချမ်းအားကိုလုံခြံတပ်ဖြတ်ဖို့ခွင့်ပြုလိုက်တာပါပဲ။နောက်တစ်နေ့မှာတော့လူချမ်းအားနဲ့ရင်တန်းတို့ဟာနန်းတွင်းလမ်းမှာကခုန်နေတဲ့မင်းကလေးတွေကိုတွေ့လိုက်ရပါတယ်။ရင်တန်းကသူတို့ကအရှင်မင်းကြီးဒီလမ်းကဖြတ်မယ်ဆိုတာကြိုသိလို့အစွမ်းပြနေကြတာအရှင်သဘောကျရင်ဘဝပြောင်းသွားမှာကိုလူရှင်းပြပါတယ်။လူချမ်းအားကတော့ရှီးခွေဖေးရဲ့လူတွေတောင်သစ္စာမရှိကြပါလားလို့တွေးမိပြီးဆက်ထပ်သွားပါတယ်။လူချမ်းအားဟာဖျားเจ้าမှာဆူတောင်းနေပါတယ်။သူကစစ်မှန်တဲ့အချစ်ကိုမတောင်းတာပဲစိတ်စိမ်ချမ်းသာနဲ့ဘေးကင်းလုံခြုံမှုကိုသာဆူတောင်းပါတယ်။အထူးသဖြင့်သူ့အမလိုချီရတဲ့ရင်တန်းကိုနေလိုက်ပျော်ရွှင်ပြီးဘေးကင်းပါစေလို့မေတ္တာပို့တာပါတယ်။နှင်းတွေကတဖြည်းဖြည်းသေးလာတဲ့အချိန်မှာတော့ဘေးနာကအစီခံမလေးကတခင်မအေးမိပြီးနေမကောင်းဖြစ်မှဆိုတာကောင်းနန်းဆောင်ကိုပြန်နာဖို့တိုက်တွန်းပါတယ်။ဒါပေမဲ့ရှီးခွေဖေးကတော့မပြန်သေးပါဘူး။သူမကမလောပါနဲ့ဘူးငါစောင့်နေတဲ့သူကမရောက်သေးဘူးလေဆိုပြီးအေးဆေးတည်ငြိမ်စွာနဲ့ပဲတစုံတစ်ယောက်ကိုဆက်လက်စောင့်ဆိုင်နေပါတော့ပြီလူကျန်းအားပြန်လာတဲ့အချိန်မှာအခြေအနေတွေကပြောင်းလဲသွားပါတယ်အခြေအနေမကောင်းမှန်းသိလိုက်ရတဲ့အချိန်မှာတော့လူကျန်းအားကရင်တန်းကိုအမအရှင်မင်းကြီးစီကိုမြန်သွားပြီးကျမကိုလာခဲ့ဖို့ပြောပြပါဆိုပြီးလွတ်လိုက်ပါတယ်လူကျန်းအားတယောက်ရှီးခွေဖေတို့ရဲ့လှုပ်ကြံမှုကနေလွတ်မြောက်နိုင်မလားအရှင်မင်းကြီးကတော့လာခဲ့မလားဆိုတာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်